ခုလိုဝယ်ယူအားပေးတဲ့အတွက်ကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ပစ္စည်းကတက်စင်ရန်အလံငွေတဲ့နေရာဖြစ်တယ်ကျွန်တော်တို့ဒီစစ် energy ရဲ့ပစ္စည်းရောင်းချကိုယ်ရှိတဲ့ဒီလာတူလည်းဖြစ်တယ်တစ်ချိန်တည်းမှာနေမယ်ကိုယ်တိုင်တက်စင်ရဲ့အချိန်မှာ certified installer တူလည်းဖြစ်တဲ့အတွက်လက်ခုလုံးပဲယခုလိုစစ် energy product ကိုပဲစီးနေတဲ့ engineering group အနေနဲ့ကတော့ကျွန်တော်တို့ technical support နဲ့ installation အတွက်ကျွန်တော်တို့ training တွေလုပ်ပေးပါတယ်။ပမာရန်ကုန်မှာလုပ်ပေးပါတယ်။သူတို့ office မှာလုပ်နိုင်တယ်ကျွန်တော်တို့လုပ်ပေးပါတယ်။ကို office မှာလည်းကိုလုပ်ပေးပါတယ်ပေါ့။အခါလျော်စားလဲကျွန်တော်တို့ပွဲလေးနဲ့လည်းတောင်ကြီးတို့ဘာလို့မှတွားရောက်လုပ်ကင်ပေးပါတယ်။ပြောချင်တာကတော့ဒီပစ္စည်းပဲတည်တံ့အားပေးတဲ့အတွက်လည်းကျေးဇူးတင်တဲ့အကြောင်းလည်းပြောချင်ပါတယ်။ renewable နဲ့ battery backup ပဲ solution ပေးတဲ့ company တွေနဲ့လည်းမိမိတို့ရဲ့ဒီတစ်ချိန်နောက်တစ်ချိန် at the end of the day မှာပေါ့နော် corporate လုပ်ငန်းတွေလုပ်ကိုင်ကြမှာဖြစ်တာကြောင့်မိမိတို့ဖွဲ့စည်းပုံမှာကောင်းသော content ရနိုင်တဲ့ impact တစ်ခုကောင်းသော impact တစ်ခုရစီနိုင်တဲ့ brand ဝယ် solution ပေးဖို့ကြံပြုလိုပါတယ်ကျွန်တော်တို့ဒီ Sit Energy brand ကိုတက်စင်ရောင်းချသူတွေအနေနဲ့တက်စင်ပြီးသွားရင်မိထားလိုက်ပါလို့ပဲကျွန်တော်တို့တော့ကတော့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် DHN Living Standard Solution